မိဘကိုပြစ်မှားတဲ့သားသမီးအကြောင်းတင်ဆက်ချင်ပါတယ်။တခါကမိဘကိုမလေးစားတဲ့လူတစ်ယောက်ရှိခဲ့တယ်။သူကတော့ထင်တာပေါ့သူ့ဘဝမှာဘာမှမဖြစ်ဘူး။သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သူနေတာပဲလို့ပေါ့။ဒါပေမဲ့သူသတိမထားမိလိုက်တာကကံကြမ္မာဆိုတဲ့တရားသူကြီးကသူ့တော့ကနေတိတ်တဆိတ်စောင့်ကြည့်နေခဲ့လေဆိုတာပါပဲ။မြို့ငယ်လေးတစ်မျိုးရဲ့အိမ်ဆိုလေးတစ်လုံးထဲမှာသားတစ်ယောက်နဲ့အမေအိုတစ်ယောက်နေကြတယ်။အမေကအသက်ကြီးလို့ခါးရီကုန်းမျက်စိတွေမှုန်နေပြီ။ဒါပေမဲ့သားဖြစ်သူထမင်းစားနိုင်ဖို့အတွက်တစ်နေ့လုံးပင်ပန်းပန်းအလုပ်လုပ်ပြီးနေတော့မယ်။အမေကသားကိုအရေးတကြီးကြီးနဲ့ဂရုစိုက်ပြီးမယ်။သားကတော့အမေကိုအမြဲတမ်းမျက်မှောင်ကျုပ်ပြီးပဲကြည့်တတ်တယ်။အမေကတခုခုပြောလိုက်တိုင်းအမေဘာမှလာမပြောနဲ့ကျွန်တော်ကိုအမေမပေးနဲ့ဆိုတဲ့စကားလုံးတွေနဲ့အမေနှလုံးသားကိုဓာတ်နဲ့မွန်းတယ်လို့ပြောဆိုတတ်တယ်။အမေကတော့စိတ်မကောင်းထိရပေမဲ့သားကိုအယမ်းချစ်တော့ညင်ရီကိုအသာထုတ်ပြီးပြုံးပြခဲ့တာကြီးပါပဲ။ဒီနေ့မှာတော့အမေဟာအိယာပေါ်မှာလဲသွားခဲ့တယ်။အမေကသားကိုခေါ်ပြီးတုံရင်နေတဲ့အတန်လေးနဲ့မာရှာတယ်။သားရီလူတယောက်ရဲ့ဘဝမှာမိဘကိုမလေးစားရင်မိဘမျက်ရည်ကျအောင်လုပ်ရင်ကံကောင်းခြင်းဆိုတာဘယ်တော့မှရှိလာမှာမဟုတ်ဘူးတဲ့။အဲ့ဒီအချိန်မှာတော့သားကဒါတွေကရှီးရိုးဆွဲစကားတွေပါလို့ဆိုပြီးမယုံကြည်ခဲ့ဘူး။နှစ်တွေကြာလာတဲ့အခါမှာတော့အမေပြောခဲ့တဲ့ကံဆိုတာကြီးကလက်တွေ့ဖြစ်လာပါတော့တယ်။သားဖြစ်သူရဲ့အလုပ်တွေအကြောင်းပြချက်မရှိဘဲပျက်စီးကုန်တယ်။အနားမှာရှိတဲ့တငယ်ချင်းတွေကလည်းတယောက်ပြီးတယောက်ထွက်ခွာသွားကြတယ်။ဘဝကနေမင်းကွယ်သွားသလိုတဖြည်းဖြည်းမှောင်အတိကျလာခဲ့တယ်။အဲ့ဒီအခက်ခဲတွေကြုံရတဲ့အချိန်မှာမှသူဟာအမေရဲ့စကားကိုနားထဲမှာပြန်ကြားရောက်လာမိတယ်။မိဘကိုမလေးစားရင်ကံကောင်းမှုမရှိဘူးဆိုတဲ့စကားပေါ့။သူနောင်တတွေနဲ့အမေကိုပြန်တောင်းပန်ဖို့အိမ်ကိုပြေးလာမှာတော့အမေကမရှိတော့ဘူး။အမေကသားရဲ့တောင်းပန်စကားကိုတော့မကြားရရှာဘူး။ဒါဟာသင်ခန်းစာတစ်ခုပါပဲ။ကံမတရားဆိုတာအမြဲတမ်းရှိပါတယ်။မိဘကိုလေးစားတဲ့သူဟာကောင်းသောကံကိုရတတ်တယ်လို့မိဘကိုနှိမ်ချသူဟာလေတနေ့မှာကံကြမ္မာရဲ့တန်ခတ်ခြင်းကိုခံရစမြဲပါပဲ။မိဘရှိနေတော့မှတန်ဖိုးထားကြပါ။နောက်ကျသွားတဲ့နောင်တတွေကတင်ဘဝကိုဘယ်တော့မှမကုစားနိုင်လို့ပါပဲ။